Smarty yeah chukwe dilale songo ngase mege go yembe shaka daya re mashi do aw nwe twit twa de atam nya hale di ain le de ma dwe de kai to get double tired na yi re yat down aw da lo ya yin me yin de go do get in de ming ba de ma go phat ta oh me me she ma be go ane gwe ya zin de go go dai go sha twe yin ba lo ne lo ga le a chit twe ne la ba ne se no ne de ga swe to pe ge do long jong chen ne pe ma pe ge do ain le ma kwe bya do se ne Anh hả? Nó rút được đâu chưa? Tí hụt này à, ngã lấy yêu sẽ xích lại rồi. Anh này ngã xích thinh lại mà. Khi bị đòn mà nó ngã biển rồi. Tuy là đi à, không sao đi chẳng. Ê vợ, tôi đi à, mà tôi chẳng đâu về lại không. Ní số kia. Mà bị cái này Hùa xích hả bà? Nó là bây giờ xích còn là cái hàng thu lại tiền ngã tới xe mới thu lại được bà qua. Nếu mà tao thôi là xin nè, tới đi rồi là lấy. lúc ấy thì mình học ra mình biết mà Cũng theo em cái này cũng khả năng của anh ấy nhiều chứ. Là cho hai anh chị ấy là sao nhỉ? Rồi. đấy mình biết học cái gì ngã ra quá sợ. Mình này về cái nhà theo ngã ra cá là bùa đấy. Customer theo bùa cái đó. Mình ngã ra ship bay này đấy. Cái thằng nào phải rồi vậy? mà lên muốn người sinh trong một phía tòa vậy Khi bà thay bà phan này ngã biết đâu vậy bà. Vì số ngã thua ta thay này mà. Chắc bà này là ngã mà. Nếu không biểu hiện mà đấy. Anh biết lại cô về mình. là tòa gì à ấy xì ấy mà khi ta ông người ta ngọc mới thôi lại chả Sao này? Hắn sinh nên tụi mình qua đâu bây giờ? nếu mà không bảo bác mà bác bà trên thì Dạ đấy. Dạ. không ai bên chế phù hợp cho nên biết học thu lại để dùng là không ai biết thì anh em xí ở bên nào tao ý lại được Hả? Hả mấy cái tao gì mà không là? cái này mà con mới xin bên nào tao ý biết mà bộ
အေးဒါတော့ငါ့အိမ်ပဲမိဒီမှာခဏနေလို့ရတယ်ခဏနော်ခဏပဲ โอเค ဖျားမှာ အေး ပြည့်ပဲမဟုတ်ပါဘူးမမရဒီမှာကျွန်တော်လည်းခဏနေနေတယ် ဘာလို့လဲ ကျွန်တော်မမဖေးစဉ်းစားပါမယ်ဟုတ်လားဗျာခေကတော့အဲ့လိုပဲမမရအဲ့တော့ကျွန်တော်သူ့ကိုအိမ်ခေါ်လာ ဒါတော့နင်းလွန်နေကိုခန့်ဘာကိစ္စလက်ပါရတာလဲအဲ့တို့နဲ့တာဝန်ယူပေးရမယ်နော် မမကလည်းဗျာကျွန်တော်အိမ်ကိုခေါ်လာပြီးပြီလေဘာဆက်လို့ပေးအောင်ပါလဲ ကို့အမကိုပြန်သုံးတက်ကိုခန့်နောက်စိတ်တူတဲ့ဒေါသနဲ့မဖြေရှင်းနဲ့နေရာတကလက်သီးကြီးပဲအားကိုးနေလို့မရဘူးလေ ဒီကိစ္စမှာကျွန်တော်အမလည်းပါပါတယ်ကျွန်တော်လည်းအရင်နေမူးလင်လို့ဖြစ်သွားပါ မဟုတ်တာမမမောင်လေးရဲ့လက်စာကိုမမသိတယ်အခုတော့အရန်နာနေသေးတာ မနာတော့ပါဘူးမမ ဒါနဲ့မောင်လေးကိုမမတို့ကဘယ်လိုခေါ်ရမလဲ ကျွန်တော်ကိုဗညာလို့ခေါ်လို့ရပါတယ် အသက်ကရော အသက်က25နှစ်ပါ ဒါဆိုတော့ကိုခန့်တဲ့တနစ်ငယ်ရပဲမိသားစုဝင်နေရအောင် ကျွန်တော်အာ အရန်နာနေလားမမချက်ထုတ်ထိုးပေးရအောင်လားမောင်လေး ရတတ နေပါမမချက်ထုတ်ထိုးပေးမယ်ခဏလေးမမသွားယူလာအောင်နော် မင်းနဲ့မမဟိုနှမကြီးဆိုပြီးမဲ့တခြားပြီပဲနော်မမစိတ်ထားလဲကောက်တယ်အဲ့အကြောင်းဒီပါရှိုးကြီးကစကွာနေရ အမေကိုထက်ဆွထိုးရမှာလားတော့သူခေါ်လာတော့ဖြစ်ပါ့သူကြောက်ဘာပြေးရအောင် ဒီညတော့မြချုံနေပြီဆိုတော့မမတို့ပြည်ဒီမှာအဲ့ရကြတယ်မနေ့ရောက်မှခိချာပြီးကြည့်တော့ အဲ့တော့ထားတော့ဘေးခင်ရှိနေပြီလေ မဟာဘိုးရှိတယ်ဘာသာတော့ ထားစဲပါကွာငါတော့တော့တော့မယ်မမနေ့စာပြင်ပေးထားရနော်မင်းအခုမထားတေချာဘောငှက်မှာငါမေးတော့မရှင်းဘူးကောင်းစားပြင်မှာ မနေ့စားလားဘယ်တော့စားလဲတော့စားလိုက် ဘာလို့ရင်စားမှာလဲမျက်နှာသက်တော်တိုက်ပြီးမှမင်းစားရောက်လာတယ်ငါတို့စောင့်နေတယ် ရောလာခဲ့မယ်လာခဲ့မယ်အားလုံးတော့ မင်းတို့မင်းနန်းကြည့်ပါအောင်ရှိန်စောနေနေပြီဘဝစားတော့လေးရခဲ့ကွာ ဝေးဆရာမရှိမှမရှိအောင်ဟာဗာလေရမှာ ခဏခဏ တော့ဗာလေ အဲ့ဒါမေးလေးဝဲရမယ်အင်ကြီးလေအဲ့ဒါလေးလာခဲ့တာ ငါဒါဝေးရမှာလားဝေးဟာလေကွာစုပ်ပြတ်တက်ပြီးပုံတော့ငါရလောက်တယ်မှာတော့ဘယ်လိုမျိုး ဟဲ့မင်းသဘောပဲလေဘဝရှင်ဘဝနဲ့ဒီမှာမင်းတို့အတင်းမခါလို့ ညရတာပဲလား ဟာလေဘာကျင်းရပဲပြီလေ မင်းဟာလေကွာဟင်းကြိုရေးလေးတောင်မပေါ့စားရမှာလေ6တိုက်အသားဟင်းရလည်းမပေါ့အရွက်ကြော်လည်းမဖိုက်တောင်ပြူကြပါမှာဒီအဲ့တော့ငါပြော ပြောပညာမမနဲ့စောကြီးထားပြီးစေတနာနဲ့ပြင်ပေးထားတာကွာသူကိုယ်တိုင်ပေးပြောင်းနဲ့ကြော်တော့ဝေပေးထားတာမင်းမစားနိုင်မစားနဲ့ ကျွန်တော်စားနိုင်ပါရဲ့မမရဲ့ကျွန်တော်ရေတောက်ပြီးတော့စားလိုက်မယ်လေနော်မမ လက်ကြကြတော့မမဟင်းကောင်းကောင်းလေးချက်ကျွေးမယ်ဒီနေ့တော့အစင်ပရာလေးနဲ့မစားနိုင်အောင်နော် ဟာမမလေဗျာဘာပြင်ပေးစရာမလိုပါဘူးသူကအိမ်မှာလကားလာစားရတူလေသူစက်ကြလို့ပေးနေစရာမလိုရောစားကြည့် လက်ကြီးနဲ့
ငါလက်ဆေးထားပါလေကွာလက်နဲ့စားတာပိုးပြရတာရှိရင်ဟာ အာ ငါလက်ညောင်းနေပြီဟာလို့ ကျောင်းနေပါ ဒါပေါ့စီစားပေးပြောင်းတဲ့တေချာနေထားရလေလက်နဲ့စားတော့ပိုးပြရတာရှိတာပေါ့ ဟုတ်တယ်ငါလက်ဖိတ်ပြဖောင်းလိုက်ပြီကိုခက်ခဏနေလောက်သွားတော့မှမဟုတ်လားမမလည်းဒီစေးရသွားစရာရှိတယ် အဲ့ဒီ ။ခင်ဗျားတယောက်ထဲအိမ်မှာကြိုင်တဲ့နေ။ခင်ဗျားအဆင်ပြေရလားပြန်။ ပြေးပြီမမကျွန်တော်လေးတွားကြရှိ ကိုခက် ညာ ဒီနေ့ဖုန်းပညာကိုပေးခဲ့။နောက်ပြီးဇာနီရဲ့ဖုန်းနံပါတ်ကိုလည်းပေးခဲ့တယ်နော်။အဲ့ဒါမှတခုခုဆိုသူနဲ့ဆက်သွယ်လို့ရပါမယ် ဒီမှာလေဗျာသူတခုဖြစ်စရာမရှိတာကျွန်တော်ဖုန်းကိုပေးရှင်ပါဦး ။ကိုခက် ဟုတ်ဗျာဟုတ်ပြီပေးထားလိုက်ပါမယ် အမမင်းတို့တော့ကိုမနီးစမ်းနဲ့တားကြည့်တယ်နော် ဖုန်းမမပြပုံးလေး ဘာပေးပါလဲမမရှိလို့တော့ဟောမေးလို့ရိုက်ပါ မနဲ့တိုင်းလို့ဒီမှာဖြစ် တိုင်ရေးတိုင်ကြီးလိုက်လေကြည့်ရအဲ့လိုပဲစားရင်အမသူ့မောင်ကြီးတယောက်ပို့ပြီးဆိုင်နေသေးတယ် မမမင်းကြောင့်အားနာနေဆိုတော့ကွာမင်းကလည်းသူ့သွားပြီးတော့ဆွဲထုတ်လိုက်မမသူကသားပေါ်လောက်ထိစာနာတတ်လို့ဆိုတော့မင်းနဲ့တိတ်ကုန်ပဲ သေချာတယ်ငါလည်းတော့တစ်ဆက်မှကြည့်မရအောင် ဟယ်လို ဆိုင်ခဲ့လားဆိုင်ခဲ့ ဖိုင်ခံမင်းလေ ဆိုင်ခဲ့ ဟယ်လို ဆိုင်ခဲ့လား အေးပညာလား ဆိုင်ခဲ့ဒီမှာကောင်းကြီးရောက်နေလို့ပိုက်ခဲ့ ဟာကောကြီးလေ သူ့စင်လာခဲ့တော့သဘောအကြီးပဲငါကြောက်တယ်ဟာ ဟာကောကြီးလေမွေးရကင်းလား အကြီးပဲဒီကဟာပိုင်ခဲ့ဟဲ့ငါဖုန်းဟဲ့ဟာတော့ရတယ်ကွာလောက်ချပါညာရေပညာလာမအောင်ဘူး ဒီမှာလေ ကြည့်ငါကောင်းကြည့်တော့ပိုက်ခဲ့တော့ပေါ့ 你ပြောရဲခေါ်ဒီပိုးရပြောရလား ဟုတ်ကဲ့ကောင်းယူပြောနေရဟုတ်ကဲ့ပို့ပဲနေကြတော့ကောင်းရရ ဟဲ့ပိုးရမှမရှိတော့ဘူးလို့အောက်ဆင်းတော့တွေ့လားရှိတော့ဘူးလားရှိတော့ဘူးဆိုဒီမှာပိုးရတယ်မဟုတ်ဘူးကြွယ်ကြီးကြီးလေးရှိတယ် မင်းတော့ကြောက်ပါဘူးနော် 你叫你么啦？叫你这个干不动嘞？哦耶，这里个没有面给不了，哪干你？ စားနေလို့ပြောနေ 嘿我俺老多嘞，你现在起来了，妈妈叫你呢。 ဟောပြောဆုံးမရဘူးဟဲ့ဟော မင်းတို့ငါသားဘာမှရှိတယ်ဆိုတော့သိရမလားသူကတော့စိတ်ဆိုးသွားတာငါသူ့ကိုစူလိုက်လို့ကွာမင်းတို့ငါသားဘာမှရှိတယ်ဆိုတော့သိတယ်မလားဟုတ်တယ်မလားပြောစမ်းပါ ကျွန်တော်တကယ်မသိပါဘူးပဲ မင်းတို့သူနဲ့တွေ့ပြောလိုက်စမ်းပါကွာနောက်နေ့မွေးနေ့တွေကြာရင်ငါသူ့တေချာ view site ပါမယ်လို့နော်အင်ဆက်သက်ပြန်လာခဲ့ပါလို့ဟိုသူလိုချင်တိုင်းအကုန်ဝယ်ပေးပါမယ်လို့နော် ကျွန်တော်တကယ်မသိရပါနဲ့တကယ်ကိုမသိရပါ ဘာလို့မသိရမှာလဲမင်းတို့ကအမြဲတမ်းတပူတိုးတက်တက်လေဖုန်းလေးကြလဲမင်းဖုန်းဆက်ခေါ်လို့ तू မင်းတို့စီသွားတာဟုတ်တယ်မလားဟာမင်းရလဲကွာပြည့်စုံမင်းတကယ်ချင်းနဲ့ပေါင်းပြီးတော့မင်းကောင်ဒါမလိန်နဲ့တော့ ကျွန်တော်တကယ်မလိမ္မာဘူးကျွန်တော်တကယ်မသိရပါ ဟဲ့မင်းလိန်တာငါသိလို့ကတော့မင်းကမှတ်တော့သားတော့ပြစ်ပေးမှာနော်ဟာမင်းတို့ကလည်းအားတော့ကလပ်ထဲမှာမျက်ခြေပြတ်သွားစရာလားအတော့မကြောက်ဘူး
တို့ငါသားကိုရအောင်ရှာမတွေ့တွေ့အောင်သွားရှာသွား ဟုတ်ကဲ့ကျွန်တော်မတွေ့တဲ့ရှာခဲ့တော့ အရှာမဆိုသွားလေအခုချိန်သွား လောက်ပမဲပြီးတော့ပြန်ရငါပါဘာမှပြင်ပြတာစင်သက်စင်ကစားရမင်း အဲ့တော့မှဖြစ်တယ် ကိုခန့်ရဲ့ထမင်းစားနေတော့အဲ့လိုစကားကြီးမပြောပါနဲ့ကဲစားစားကဲစား ဒီမှာမောင်လေးပေါ်မှာအကောင်းဆုံးပဲဒါနဲ့မထားပါထားတယ်ဆက်လို့ကောင်းတယ်နော် အဲ့ဒါကြွတ်သားလေ ဟမ်ဘိုင် စနေတာကိုခန့်ဘယ်နဲ့ကြွက်သားရမှာလဲဒါကြက်သားကြောထားတာ ဟာရောဘောက်လာလေ မင်းငါ့ကိုအဲ့လိုနောက်ထပ်စိုက်ဒီထက်နောက်ပြောတိမှာနော် မမတွေ့လားမမကျွန်တော်ပဲဆိုတာသူတို့တော့ရအောင်ပြော လူနှစ်ယောက်ကလည်းကလေးတွေကြနေတာပဲစားမမြန်စားပြင်စောနာတော့စားအော်ကိုခန့်ဒါနဲ့လေစောင်းဝင်လာပြီဆိုတော့နည်းနည်းအေးလာပြီဗညာအတွက်စောင်းထူထူလေးတစ်ထည်လောက်ထုတ်ပေးလိုက်အောင် ဟုတ်နော် သူအိမ်မဲ့အိမ်ရပါတခါလေးပြင်ပေးခဲ့ နော် မမောင်လေးတယောက်တည်းမဲ့အေးရော ဘာလို့လဲ ဒီနေ့လေတော့ကြီးကြီးတွေ့ထားတယ် ဟာပိုးရတဲ့တွေ့ရတယ်မင်းကတယောက်တည်းမအေးတော့ဘူးလားကြောက်တက်လိုက်တာကွာ မင်းပိုးဟက်တင်ဖို့ကြွက်ကြီးကြီးလေးရှိရလို့မင်းမငါ့ကိုပြောရလေ ကိုခန့်နင်စထားနင်တာဝန်ယူရမယ်နော်အဲ့တော့ဗညာနဲ့ဒီနေ့ညတော့အတူတူသွားအိပ်ပေးလိုက် ဟာမမလည်းဗျာ ဟုတ်တယ်မင်းငါအခန်းမှာလာပြီးတော့အိပ်ပေးရမယ် မိတ်နေကို အိပ်ရမယ် မိတ်နေကိုငါ့ငါတရားတွေပဲအိမ်ဝင် မရ ဟာ ဘူး နဲ့ဘယ်တော့ငါခန့်ကမေးခန့်ဖြစ်သွားတာလဲ ငါအိပ်ပါအောင်ငါအခန်းပေါ်မရဘူးတော့မင်းလာအိပ်ရမယ် မိတ်နေကိုကွာ ရအောင်အိပ်ရမယ် မိတ်နေကို အိပ်ရမှာ ကဲတော်ပြီကိုခန့်နေဗညာနဲ့အတူတူသွားအိပ်ပေးလိုက်တော့ ဟာမအိတ်ရှင်ပါဘူးဆိုမမလည်းဗျာ ကိုခန့် ပြီးပါဗျာ မင်းကလည်းလာအိပ်ပါကွာငါတရေကြောက်တယ်ဟာကြောက်တယ်မအေးရောနော်လာအိပ်ပြီပါနော် မင်းကတဲရတော့ကြောက်တယ်ငါမကြောက်ဘူးလား ငါမင်းကိုတရေမကြောက်တော့ ဘာလို့လဲ မင်းတရေထိရုပ်ဆိုးနေ ဘာကွာငါကလေးပေါ်မှာအိမ်ပဲမင်းအောက်ဆင်းပြီးတော့အိမ် ငါဒီမှာအိပ်မှာပဲမင်းစိတ် ငါအိမ်ရှင်လေမင်းကအဲ့ဒီဆိုတော့အောက်ဆင်းပြီးတော့အိမ် အေရှာအဲ့တွေကိုဥစားပေးရမယ်လေပြီးတော့မင်းစိတ်အိပ် မင်းဘယ်လိုပြောတော့ငါကလေးပေါ်မှာအိမ်မှာ အဲ့ဆိုငါလည်းတူတူအိပ်မှာပဲမင်းမအိပ်ရဲဖွေမင်းအောက်စိတ် အောင်မငါမအေးစားလားဘာလဲပြောရတယ်ဗျာမင်းတက်ပြချတာတော့မိုးပြတော့မလို့ပဲ မင်းမှာကြောင့်တွေ့ပြီ မင်းသိရှင်နေရလား ဟာတွေးနေရမင်းဖြစ်လို့မဟုတ်ဘူး မင်းအောင်ဘာတွင်းနေရလဲ အာမမကအမရင်တယောက်လို့တွေ့နေတာမမကငါ့ပေါ်မှာအရင်ညွှန်ထွေးပြီးတော့မမဆက်ဆက်ပေါ်ပါလေကားရဲ့မိသားစုတက်တာမှပူကောင်းနေပြီအဲ့ဒါကြောင့်ငါမမကမရင်တယောက်လို့ခက်စားပြီ အေးအမတဲ့လို့ပဲတော့ရတော့အမတဲ့ပို့လို့ကတော့ဒီဘောကောင်းနေဆက်ရမယ် သိကြပါငါမမကအမရင်တယောက်လို့ပါပဲ အေးပါမင်းကတော့မဟုတ်ရင်ငါ့ကမိုက်ပေါ်ကောက်ရတာအဲ့တော့ကွာငါမနေ့ကျရင်လောက်တော့အောင်မယ်ဟုတ်ရင်ငါမင်းအဲ့လိုမပြောဘူး ဘာဆိုင်လို့လဲမင်းကတော့အိတ်ဆက်ရှိတာအိတ်ပါလားဘာလို့ငါလာဆွဆွနေညာ ဝတ်စမစီမလုံးနဲ့တော့ကွာဒီအဲ့လိုညော်နေနော်ကြွကြည့်ရလာလိမ့်မယ် ဟဲ့မင်းအဲ့လိုမျိုးစားနေရလို့ကြောက်တယ်လို့မင်းကပြောထားအောင် မို့ကိုတောက်ရှာမတွေ့ဘူးတားသတင်းမကြရတာကြာပြီ ကိုတော့ကောင်ကျမဒီမှာအလုပ်တွေရှုပ်နေပြီးရင်ရှင်းကိုကျမဖုန်းပြန်ခေါ်လိုက်မယ်
မင်းလုပ်တယ်အခုချိန်ကြီးရေးကြည့်နေတော့မလားမိုးခိုင်ခုကတားကိစ္စကွာတားပြောင်းနေတာတားအခုချိန်ကြီးရှာလို့မတွေ့ဘူးမင်းတောက်နဲလေးမှစိတ်မပူဘူးလားဟမ် ကျမဒီမှာအလုပ်တွေလက်ဆက်ပတ်လိုက်အောင်မယ် ဟောဒီမှာကွာဟမ်ဟုတ်လား အေး ကျွန်တော်ဟောပြောချင်ရှိလို့ ဟောအေးဘာပြောမလို့လဲပြောလေ ကျွန်တော်တို့ဗညာကြောက်တရားသိထားရင်ကောင်းမယ်ထင်တယ်။နေ့ကဗညာတူမတန်းကြောက်ကျွန်တော်ပြပြရတယ် ဟုတ်လားမောင်လေးကဘာပြောလဲ ။တေချာတော့ပြောပြအောင်။ဒါပေမဲ့တူမတန်းဆိုမနှွေးသေးဘူးတဲ့။အမတော့သူ့ဘောမကောင်းဘူးလို့ပြောတယ် မောင်တေချာအောင်သူ့ကိုသွားမေးကြည့်ဖို့ကောင်းတယ် ။ကျွန်တော်အဲ့လိုပဲထင်တယ်။မင်းသားတင်တော့ထင်တယ် ဘာရအိမ်နေတယ်သွားမေးကြအောင် ။ဘာမှကြမ်းမရဘူး။ဗညာရေခဏထောင်ကွာ။ဗညာခဏထောင်ကွာ။ဗညာခဏထောင်လို့ငါတို့ကမေးစရာရှိတယ် အော်ဟာဆိုရှိတော့ဘူး ဘညာမောင်လေးခါထောင်ဒီမှာမောင်လေးလေးရရှိလို့အဲ့ထောင် ဟုတ်လားမင်းလို့လေ ဘညာမောင်လေးမိသားစုတွေကအိမ်မှာနေရတယ်မိဘတွေရောအတူတူ ကျွန်တော်ကဘူးထုတ်ခေါင်ရတာပညာထုတ်ခေါင်ပါ ။မင်းပြောတဲ့ဥထွက်ကောက်ဆိုတာတတိဥထွက်ကောက်ပြောရလား မင်းငါပြောတည်ရလား ။မင်းရလေကွာ။လင်းရုပ်တရှိရှိလင်းစဲပါ။ပောက်ပန်းလေးစေရလားပြောမလဲ။ဖားတယ်။ဘညာထွက်ကောက်လား။မဟုတ်ကဟုတ်ကနာမယ် ဟာရှောက်မပြောဘူးငါနာမည်ကပညာထုတ်ခေါင်အဲ့နာမည်ငါဖေနဲ့ငါမိကိုရင်ငါ့ကိုမဲ့ပေးထားတာ ။ငါသိတာဥထွက်ကောက်မှာသားတစ်ယောက်ပဲရှိတယ်။အဲ့ဒါတော့မင်းမဟုတ်ဘူး။သူ့နာမည်ရေးမဲ့ထွက်ကောက် ဘာ ရာရာတိုင်းကိုအလေးနဲ့မထားခဲ့ပဲကြည်ရင်ညာလွင်နေလို့မောင်နေရမလန်းပြောက်ခဲ့လေဆုံးမသာမျောခဲ့တယ်အမြင်နိုင်ခဲ့ပါအမရီထန်နေလေဘောင်တဲကတွေ့ရမျိုးမနဲ့တင်ရဆိုလို့ခဲ့ငါမ ဖေးအတွင်းသားရေးပါဖေးဟဲ့မင်းတို့ပိတ်ထားလိုက်တယ်ငါကြီးတယ်ကွာ ။ဟာလို့ မင်းတို့ပဲရှောင်းမင်းတို့နဲ့တူတူအလုပ်လုပ်ချင် မင်းစိတ်နဲ့လူနဲ့မကတာမမသိတယ်ဘာတွေဖြစ်နေတာလဲဘညာကြီးမင်းမဘာခက်ခဲဖြစ်နေတာမအောင်ပြောပြလေ အားခက်ခဲမှမရှိပါဘူးမမရဲ့